ဒီနေ့ကတော့စပိန်စီမှာဖြစ်ပါတယ်ပန်းချန်ထဲမှာပေါ့နော်စပိန်သွားစီပါမယ်ပန်းချန်တိုင်းမှာစပိန်စီလို့မရဘူးဒါပေမဲ့ဒီပုံကိုပန်းချန်မှာစပိန်စီလို့ရတယ်အထဲမှာလည်းပေါ့နော်ပန်းချန်အကျယ်ပဲဆိုတော့လေဒါစပိန်စီမယ်ပေါ့နော်ဆိုတော့စပိန်စီရှော့ပတ်ပြီးလို့ရှိရင်လေချင်းခန်းလေးလို့ဒါတော့ကိုရဲ့ပေးရတော့မဟုတ်ဘူးဒါပေမဲ့ကိုရဲ့အလုံနာတဲ့ချိန်ပေါ့နော်ဆိုတော့ရှောက်သွားမယ်ပြီးလို့ရှိရင်ရှောက်လဲမယ်နော်ဘယ်မှာတော့ရှောက်လဲစားတော့မရှိဘူးဒါပေမဲ့ပန်းချန်ပဲသွားတယ်ပေါ့နော်ပြီးလို့ရှိရင်ဘာလို့မလဲဆိုထမင်းစားမယ်ပေါ့နော်ဆိုတော့တရက်အဲ့လိုပါပဲပန်းချန်သွားလိုက် shopping mall သွားလိုက် supermarket သွားလိုက်เนาะပြီးလို့ရှိရင်ပစ္စည်းဝယ်လိုက်ထမင်းစားလိုက်နဲ့တရက်ကအလိုနေပဲအချိန်နေကုန်တယ်ပေါ့နော်ဆိုတော့ဘဝကဒီတိုင်းစဉ်းစားလို့ရှိရင်အတိတ်ပဲမရှိဘူးပေါ့နော်ဒါပေမဲ့ကိုကဘာလို့အသက်ရှင်နေရလဲဆိုတဲ့အကြောင်းရင်းကိုသိတော့ပေါ့နော်အသက်ရှင်နေဖရားကကိုအသက်တွေမို့သွင်းပေးထားလို့ကိုအသက်ရှင်ရတာပေါ့နော်ဆိုတော့တနေ့ကျေးဇူးတော်ချီးမွမ်းပါတယ်ကျမ်းမာခြင်းအခွင့်ပေးတယ်ခြေတွေလက်တွေအင်္ဂါစုံပေးတယ်ယောဂလည်းမရှိဘူးပေါ့နော်ဆိုတော့သူများပတ်စံတွေရှိတယ်မစားနိုင်တဲ့သူအများကြီးရှိတယ်ပေါ့နော်ကားတွေရှိတယ်ဒါမဲ့လည်းကားမစီးနိုင်တဲ့သူတွေပေါ့နော်မတန်ဆွတ်သူအများကြီးရှိထဲမှာပေါ့နော်ကိုကျမ်းမာခြင်းခွင့်ပေးတယ်ဖရားတခင်လည်းကျေးဇူးတင်ပါတယ်တရက်ပေါ့နော်ဆိုတော့ကျေးဇူးချီးမွမ်းစရာတော့အများကြီးရှိပါတယ်เนาะကျေးဇူးတင်ပါတယ်ဒါတော့ကိုယ်တိုင်ချက်ထားတဲ့ထမင်းတွေပေါ့နော်အိမ်ပြန်ရတော့စားပါပြီးစားပြီးလို့ရှင်တော့အိတ်တော့မယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ရှင် vlog လေးကိုကြည့်ပေးရတဲ့ပေါ့နော်ကျမဝဒနာတော့ vlog ရိုက်တာအရန်ဝဒနာပါဒါပေမဲ့သူများလို့တော့မတော်ဒါပေမဲ့ကိုရဲ့ဘွားကိုပေါ့နော်မတန်းတင်ထားခြင်းလို့ပါရှင်ကျေးဇူးတင်ပါတယ်ဘိုင်